Hello အားလုံးပဲမင်္ဂလာပါမင်းရဲ့ပထမဆုံး YouTube channel vlog လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ဘာအကြောင်းပြောမှလဲဆိုလို့ရှိရင် Thai Vietnam ဘယ်မှာနေမလဲဘာတွေကွာလဲပေါ့နော်အဓိကကအဲ့ဒါကြီးပြောချင်ပါတယ်ပထမဆုံးအချက်အနေနဲ့ visa ဘယ်လိုကွာလဲဆိုတော့မင်းတို့ကအခုက2ယောက်နေတာဆိုတော့2ယောက်စိတ်နဲ့ပဲတွက်ပြမယ်နော်ထိုင်းမှာဆိုရင်2ယောက်စရိတ်ဆိုရင်ဘတ်3သိန်းဝန်းကျင်ကြပါတယ် visa fees တင်ပေါ့နော်ဘာလို့ဆိုမင်းတို့က uni visa နဲ့နေခဲ့တာကွာကျတော့ uni visa ဆိုတော့4,000ခွဲ5,000ဝန်းကျင်ဆိုတော့2ယောက်ပေါင်းဆိုတော့ဘတ်3သိန်းလောက်ကျသွားတယ်မြန်မာငွေနဲ့ဆိုရင်125ပေါက်စီဝန်းကျင်အခုချိန်ဆိုလို့ရှိရင်တော့မြန်မာငွေ125သိန်း130ဝန်းကျင်လောက်ရှိရပေါ့နော်ထိုင်းမှာအဲ့လိုမျိုးဖြစ်နေတဲ့တစ်ဖက်မှာဗီယက်နမ်မှာကျတော့မင်းတို့ e-visa နဲ့အခုချိန်ကြီးနေလို့ရနေသေးရဲ့3လတစ်ခါတက်တန်းတိုးရင်နဲ့ပေါ့နော်တစ်ခါတက်တန်းတိုးလို့ရှိရင်ထိုင်းလောက်ကြီးမကုန်ဘူးဒါပေမဲ့အခုနောက်ပိုင်းတော့ခါတို့တက်တန်းတိုးနေတဲ့ agent ကလည်းနည်း fees rate မြင့်လာတယ်ပေါ့အဲ့တော့ဘယ်လောက်ကျသွားလဲဆိုလို့ရှိရင် Vietnam down အနေနဲ့ visa fee ရယ် transportation fee ရယ်35သိန်း down လောက်ကျသွားရပေါ့နော်မြန်မာငွေဆိုလို့ရှိရင်တော့9သိန်းဝန်းကျင်ပေါ့နော်ဒါပေမဲ့စဉ်းစားကြည့်လို့ရှင်ထိုင်းနဲ့ဗီယက်နမ်ဆိုရင်အရင်ကွာသွားတယ်လေဟုတ်တယ်မလားအဲ့ဒီအတွက်ကြောင့်တော့ကြည့်ပြီးတော့မင်းတို့ဒီကိုဗီယက်နမ်ကိုပြောင်းလာတာပေါ့နော်ဒါကတော့ဗီဇာစိတ်ပါဟိုချီမင်းလိုမျိုးမြို့ကြီးမှာနေရဆိုလို့ရှိရင်တော့တိတ်ပြီးတော့ကုန်ကြစိတ်ကတိတ်မကွာဘူးနဲ့အတူတူလောက်ပဲပေါ့နော်ဒါပေမဲ့ထိုင်းမှာကကျတော့မြန်မာစားတောက်တွေပေါ်တယ်အရင်မြန်မာစားတောက်မြန်မာရတာရင်းနဲ့ကွာခြားနေတာမျိုးမရှိဘူးစိုင်တွေကလည်းပေါ်တယ်ဆိုတော့လေအဲ့ရတခုတော့အရင်အားတာတယ်ထိုင်းမှာဒါပေမဲ့ဗီယက်နမ်မှာကျတော့ဆိုင်နေမရှိဘူးမြန်မာဆိုင်နေမရှိဘူးအော်ရာကောက်ပြီးရောင်းတာတော့မြန်မာကုန်ကြောက်လေးတွေရောင်းလာတာမျိုးတော့ရှိလာတယ်ပေါ့နော်သူတို့စားတော့ကအချိုရဲ့အပေါ့ရဲ့အမဟုတ်ရေလုံးပြုတ်ရဲ့ပုံစံမျိုးတွေဆိုတော့စီကြော်ရီတော့ရှိရပါတော့နော်ဆိုတော့အဓိကများတော့အပြင်ကိုမြန်မာပါဇက်ကချင်းဆက်ဆက်စားဆိုတိတ်တော့မကြိုက်ဘူးကွယ်ဒါပေမဲ့ခြိုက်သားပြီဆိုလို့ရှင်လည်းလုံးဝအကုန်လုံးသူတို့ကဘာစားကောင်းနေရမင်းကတော့အဲ့ချီလေးရောက်သွားပြီစားလို့တော့ကောင်းတယ်ဒါပေမဲ့တော်တော်များများတော့ဟင်းချက်စားရပေါ့နော်3နှစ်လုံးပါပဲ3နှစ်လုံးအိမ်မှာပဲစားပေးတာများတယ်အပြင်စားတော့အရင်မစားဘူးဟိုကျမကြီးနဲ့လည်းညီညွတ်အောင်ရယ်ကုန်ကြစိတ်လည်းချွေတာမိအောင်ရယ်ပေါ့နော်ဒါကတော့အစားတောက်ပါနေထိုင်စေရိတ်ကွန်ဒိုရိတ်နဲ့ပဲတွက်ပြမယ်နော်ထိုင်းမှာဆိုရင်အခြေခံကျန်းမာရေးပြင်ဘတ်1000ကနေစားတယ်ကွန်ဒိုဆိုလို့ရှိရင်ဝေးလျှော်သက်ပါမယ်အခန်းကြီးလိုက်ကပါမယ်မွေရပါမယ် open ဖန်တက်တာပေါ့နော်သူက format အတိုင်းပဲ DR ဓာတ်ရေးပါမယ်ဆိုလို့ရှိရင်လက်ကြည့်ကြမလို့ပါပြီးသားပဲဒီမှာကျတော့အဲ့လိုမဟုတ်ဘူးဒီအိမ်နေပြိဘောကပစ္စည်းအစုံဆိုလို့ရှိရင်ဘယ်လိုစီအဲ့လိုမဟုတ်ဘဲနဲ့မပေါ့ဆိုဘယ်လိုစီအဲ့လိုပုံစံမျိုးစီတစ်မျိုးရှိသေးတယ်ပြီးတော့ထိုင်းမှာဆိုလို့ရှိရင်အဲ့ဒီကွန်ဒိုကဘတ်1000မှာအပီးစီကုန်ပါပြီးသားကွယ်အခန်းငှားရဆိုဆိုင်ငယ်ပတ်ကင်ရောကားပတ်ကင်တနေရာရတယ်ဒီမှာဆိုရင်အဲ့လိုမဟုတ်ဘူးဆိုင်ငယ်ထားကဆိုပြီးတော့ပတ်ကင် fees ကနေရာတိုင်းလိုမှာရှိပါတယ်အတက်ချက်တော့ကွဲပေါ့နော်ပြီးတော့ဒီလိုကွန်ဒိုတွေဆိုလို့ရှိရင် management fees တွေဒီလိုရေစိုးမြောင်တက်ရှင်းပိုင်းတက်ကအဲ့လိုပုံစံမျိုးတက်နဲ့ထပ်ပေးရတာရှိတယ်ဟိုချီမင်းလိုမျိုးကြီးနဲ့ရှင်းနေဆိုလို့ရှိရင်တော့နေထိုင်စိတ်ကဘာမှမကွာသွားဘူးဒါပေမဲ့တက်တာကျင်တယ်ဆိုရင်ဒလက်လိုနေမျိုးလေးရှိသေးတယ်သူက3 million နဲ့မှာအပီးစီးကွယ်ရေဘိုးမီဘိုး3 million နဲ့နေထိုင်စိတ်အကုန်လုံးရတဲ့နေရာလေးရှိတယ်ဒါပေမဲ့ရှာတော့ရှာရတယ်ပေါ့တက်တယ်ဆိုလို့ရှိရင်အဲ့လိုနေရာလေးလည်းရှိပါတယ်အကျော်နေထိုင်စိတ်ကတော့အဲ့လိုနေမျိုးလေးမှာနေမယ်ဆိုရင်တော့ထိုင်တော့အများကြီးတက်တာရယ်ပေါ့နော်โอเคနေထိုင်စိတ်ပြီးတော့အလုံးအကင်ကဗီယက်နမ်မှာဘာမှလုပ်လို့မရပါဘူးweb visa မရှိရင်အလုံးမရှိရဘူးပေါ့နော်အဆင်မပြေဘူးပြီးတော့ remote job ရှိတဲ့လူတွေတို့ ID ဒီမှာ ID နဲ့ပတ်သက်ပြီးတော့လုပ်နေတဲ့လူတွေမျိုးတွေမှာပဲအဆင်ပြေမယ်ထိုင်းမှာလိုမျိုးပတ်ရိုက်တာတို့ပတ်ရံကတ်တွေတို့အဲ့လိုပုံစံမျိုးမရှိဘူးသူတို့နိုင်ငံပြီးတော့နောက်တစ်ချက်အနေနဲ့ shopping I love Thailand for shopping I don't like Vietnam ဘာလို့လဲဆိုရင်ထိုင်းမှာကကွယ် Central World တို့ Icon Siam တို့လိုမှာအော်ရင်ဝင်အကုန်ရရလို့ခံစားရတယ်ဒီမှာကြော့လေမင်းနေနဲ့ဘာဝယ်လဲဆိုကင်မရာတို့skin care တွေပေါ့နော်အဲ့လိုပုံစံမျိုးတွေဝယ်တယ်အဲ့ဒါကြီးကဒီမှာတချို့ဟာတွေဆိုရှာရခက်တာပစ္စည်းပြီးတော့ရွေးချက်ကြရည်လည်းတိတ်မရှိဘူးနေမျိုးတွေဆိုပူတော့ဆိုရပေါ့နော်ဒါတော့မှဟိုချီမင်းမှာ
တိတ်ပြီးတော့အဆင်မပြေဘူးပေါ့လိုချင်တယ်ဆိုတော့ရှာရတယ်အဲ့လိုပုံစံမျိုးတော့ရှိတယ်ဒါပေမဲ့ဟို unique လို့လို့ပါလို့လိုမျိုးဆိုရင်တော့ဒီအထိုင်ထက်တော့စီသက်တာတယ်အဲ့လိုခုလက်တလောပွဲဖြစ်နေရဲ့အဲ့ BNN ဘူချုပ်ဈေးဗန်တန်မားကတ်မှာဆိုလို့ရှိရင်အဲ့လိုရိုင်းနေပေါ့ဈေးပိုင်းမဝယ်ဘူးဆိုအော်တယ်ရိုင်းနေအဲ့လိုပုံစံ post တွေတွေ့ရပေါ့နော်ဒါပေမဲ့အဲ့လိုရဲ့လို့လည်းမဟုတ်ဘူးဘာလို့ဆိုသူတို့ရဲ့အတန်တုံးအောင်အဲ့လိုမြင့်ပြောမှကြည်ပြောမှအတန်တွက်ပြီးရဆိုတဲ့ပုံစံမျိုးတော့ကြားဘူးတယ်။မပြောနေတာမှအော်ပြောနေတယ်လို့ပုံစံမျိုးပေါက်တယ်။ဒါကတော့ဒီမှာနေလာလို့ရှိရင်တိတ်ပြီးတော့အထူးတလည်းဖြစ်မနေတော့မဲ့ကရှာ shop ပေါ့နော်။ပြီးတော့နောက်ဆုံးတစ်ချက်နေရနဲ့ BNN scam နေရာတိုင်းမှာတော့ scam တွေရှိရပါတော့။ထိုင်းမှာလည်းရှိတယ် BNN မှာလည်းရှိတယ်။ဒါပေမဲ့ BNN မှာနည်းနည်းများရလို့ထင်တယ်။ပြီးတော့ပစ္စည်းပြောက်တာပါညာတချို့ကားတငယ်ချင်းတွေဆိုလည်းအဲ့လိုမျိုးကြုံမှုတယ်ဒါပေမဲ့ကားတော့ခုချိန်ထိတော့အဲ့လိုမျိုးပြဖို့ကတော့မရှိဘူးဒီကားကတော့အဲ့ဒါပါပဲဘက်ဒီမှာနေလာရင်လည်းသူတို့ကသဘောလဲကောင်းတယ်သူဘယ်နိုင်ငံသားနေနေသူတို့က foreigner ပဲအဲ့လိုပုံစံမျိုးဆိုတော့နေရလွတ်လပ်တဲ့ agent နဲ့လို့တော့ခံစားရတယ်အဲ့ဒီအတွက်ကြောင့်အခုချိန်ထိတော့ BNN မှာနေရတာမှန်ကန်တဲ့ရွေးချယ်မှုလို့ထင်တော့မှာပဲโอเคပါဒါဆိုတော့မပြောသားအချက်လက်လေးတွေကိုရှင်းကြည့်ပြီးတော့ထိုင်းမှာနေရမလား BNN မှာနေရမလားဆိုတာကတော့ကိုယ်အကြိုက်ပေါ့နော်ဒါလေးတွေထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှိရင်တော့ဆုံးဖြတ်ရတာပို့ပြီးတော့လဲသားမယ်ထင်လို့ပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်